ဒီတက်တော်ဝါလေးဟာကြောက်စရာကောင်းမဲ့ပုံလုံးဝမပေါ်ပဲအလွန်ကိုချစ်စရာကောင်းနေပါတယ်ဂျိန်းဟာဒီမော်ဆန်တဲ့တက်တော်ဝါလေးအတွက်ဘေးကင်းတဲ့နေရာတစ်ခုရှာပေးဖို့သူ့ကိုဝင်တင်လဲလေးပေါ်မှာဂယုတစိုက်တင်ထားလိုက်ပါတယ်သူကလုံခြုံတဲ့နေရာကိုလက်ရှာနေမဲ့တက်တော်ဝါလေးကတော့အဲ့ဒီဝင်တင်လဲကိုစကိတ်ဖုတ်လိုမျိုးသဘောထားပြီးပျော်ပျော်ပါးပါးကြီးစီးနေပါတော့တယ်ဂျိန်းကတက်တော်ဝါလေးကိုကိုတောင်ထဲမှာနေရာချပေးနေတော့လူတစုရုတ်တရက်ရောက်လာကြပါတယ်သူတို့ကဒီတက်တော်ဝါလေးကိုဖမ်းဖို့ရောက်လာကြတာပါလွန်ခဲ့တဲ့ရက်နှဲငယ်ကရေနံကုမ္ပဏီတစ်ခုဟာရေနံတူးဖော်ရင်းထူးဆန်းပြီးတောက်ပတ်နေတဲ့ရေအိုင်တစ်ခုကိုမမျှော်လင့်ပဲတွေ့ရှိခဲ့ကြပါတယ်အဲ့ဒီရေအိုင်ထဲမှာဖိအားတွေအများများနေတာကြောင့်ရေနံတူးတဲ့ပိုက်လိုင်းတွေချက်ချင်းပေါက်ထွက်သွားပြီးအမီမတိတက်တော်ဝါ3ကောင်ပိုက်လိုင်းရဲကနေထွက်လာခဲ့ပါတယ်ဒီဖြစ်ရက်ကြောင့်ရေနံနှင်းတစ်ခုလုံးပိတ်လိုက်ရမှာကိုစိုးရိမ်တဲ့အတွက်ကုမ္ပဏီပိုင်ရှင်ကတက်တော်ဝါတွေကိုချက်ချင်းဖမ်းဖို့အမိန့်ပေးခဲ့ပါတယ်တက်တော်ဝါ2ကောင်ကိုဖမ်းမိသွားပြီဖြစ်ပြီးအခုတော့နောက်ဆုံးကြံနေတဲ့တက်တော်ဝါလေးကိုလာဖမ်းကြတာပါလုံခြုံရေးအဖွဲ့တွေကိုတောင်ထဲကိုဝင်လာတာမြင်တော့ဂျင်းကတက်တော်ဝါလေးကိုပုံဖို့အပြင်းထန်အချက်ပြလိုက်ပါတယ်သူဟာလုံခြုံရေးအဖွဲ့ရှိကနေဖြတ်ပြီးကားတစ်စီးကိုတိုးနေတယ်လို့မျိုးဟန်ဆောင်လိုက်ပါတယ်တက်တော်ဝါလေးဟာကားမောင်းထဲကိုမြ мян ဆန်ဆန်ပဲတက်မြောက်သွားပြီးကားထဲမှာပျော်ပျော်ပါးပါးဆုပ်ကစားနေပါတယ်ဂျင်းကသူ့ကိုရက်ဖို့စူးစမ်းရင်တက်တော်ဝါလေးကအတင်းသွားနေတာကြောင့်ဂျင်းဟာမြေကြီးပေါ်လဲကျသွားပါတယ်လုံခြုံရေးတွေနီးကပ်လာတာကြောင့်ဂျင်းမှာတခြားရွေးချယ်စရာမရှိတော့ပဲဂျက်စီကိုကားပေါ်အတင်းတွန်းတင်လိုက်ပြီးခြေထောက်နဲ့အချက်ပေးကမောင်းနှင်ခိုင်းလိုက်ပါတယ်